အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်တာပြောမယ်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကြက်ရွာဆိုတာကြားဖို့ကြလားကြက်ရွာဆိုတာကလူတွေအစုလိုက်ပြုံလိုက်တည်ပြီးတော့မကျွတ်လို့ဖင်းနဲ့အစုလိုက်ရွာတည်ပြီးနေထိုင်တဲ့အသူရကဲဘုံသားတစ်မျိုးပါပဲပိတ်တာတစ်မျိုးလေးဖြစ်ပါတယ်အခုပြောပြမှာကတော့ကိုနိုင်ကြီးတို့ရက်ကွက်ထေကအငိမ့်သားတောကောင်းကြီးတယောက်ကြက်ရွာကိုရောက်ခဲ့ပြီးတော့မနေ့အသက်ကိုလူထွက်ပြေးခဲ့ရတဲ့လွတ်မြောက်ခဲ့ရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲကိုနိုင်ကြီးကကိုနိုင်ဝင်ခံစားပြီးကိုနိုင်ကြီးရဲ့မူအတိုင်းပဲပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1980ခုနှစ်လောက်ကကိုနိုင်ကြီးကပဲခူးရိုးမာရဲ့တစ်တော်ကျိုးဝိုင်းတစ်ခုမှာတောကောင်းကြီးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့စဉ်ကပေါ့တစ်တော်တွေကတစ်ပင်တွေကိုလိုက်ကြည့်ပြီးတော့ခုတ်သိမ်းတဲ့အရွယ်စားအနေထားရှိတဲ့တစ်ပင်တွေကိုတင်းတက်ဖို့အတွက်အမှတ်သားတွေလိုက်လို့ရတယ်တစ်ခုတ်တဲ့အဖွဲ့တွေကိုလည်းရှောင်းတခင်ရှာဖွေဖမ်းဆီးနှိမ်နေရတာပေါ့အားရရတွေမှာတော့တပည့်တချို့နဲ့ဟင်းသားရှာဖို့အတွက်အမဲလိုက်ထွက်ခဲ့တယ်။အတင်းမှာတော့ကိုနိုင်ကြီးရဲ့တပည့်ကျော်ကျွေးရဲ့ကိုနိုင်ကြီးရဲ့အချစ်တော်အမဲလိုက်ခွေလေးတောကျော်ရဲ့တစ်တိုင်းကျိုးဝါးနဲ့ကိုအမဲလိုက်ထွက်ခဲ့ကြတယ်။ကိုနိုင်ကြီးကလက်ဆွဲတော် rifle တနက်နဲ့တပည့်ကျော်ကျွေးရတော့သူတို့ရိုးရတရှိတလက်ကိုကြောမှလွယ်ပြီးတော့တောကြောင်တို့ယုံတို့တောကျက်တို့စတဲ့အကောင်ငယ်လေးတွေထောင်ဖို့အတွက်ထောင်ချောက်တွေဆွဲပြီးတော့ထွက်လာခဲ့ကြတာပေါ့တော့ရဲ့အဆက်ကိုရောက်တော့တပည့်တော်ကျွေးရသူ့ရဲ့ထောင်ချောက်တွေတုတ်ကိုင်းတွေကိုနေရာကျအောင်ပြင်ပြီးထောင်ထားခဲ့တယ်။သဘောကတော့အမဲလိုက်ပြီးအပြန်မှာထောင်ချောင်းအမိနေတဲ့အကောင်ငယ်လေးတွေကိုဖြုတ်ယူမယ်ပေါ့။မနေ့ထမင်းစားပြီးတဲ့တောထဲကိုထွက်လာပြီးထောင်ချောက်တွေတုတ်ကိုင်းတွေဆင်လာတာတဖြည်းဖြည်းနဲ့နေမွန်းတိန်တော့မယ်။အဲ့လိုနဲ့တောထဲကိုဝင်ပြီးသားကောင်ရှာရင်းနဲ့တဖြည်းဖြည်းတောနဲ့ထဲကိုရောက်မှမသိရောက်လာခဲ့တယ်။ဒီညမှာဘလို့ဖြစ်တယ်မသိတောကလည်းတိတ်ဆိတ်နေတယ်မြည်သည့်သားကောင်မှလည်းမတွေ့ရနဲ့ကြာလာတော့လေခြေထောက်တွေညောင်းပြီးဘိုက်တွေလည်းစားလာတယ်။ဘာလာတဲ့ရေဘူးကလည်းလက်နှလုံးလောက်ပဲကျန်တော့တယ်။အဲ့နဲ့တပည့်ကျော်ကိုကြည့်ပြီးတော့ကဲကျွဲကြီးဒီညတော့ဘာဖြစ်တယ်မသိဘူးကွာလမိုင်းလို့တက်ဘူး။ကဲပြန်ကြအောင်ဆိုပြီးတော့ပြန်လာခဲ့ကြတယ်။ဒါပေမဲ့ပြန်လာရင်းနဲ့အချိန်တွေကကြားလာတယ်တောနဲ့ထဲအောင်မထွက်နိုင်ဘူးဖြစ်နေတယ်။အဲ့လိုနဲ့သွားရင်နဲ့ဟိုးဝေးမှာမီးရောင်တွေလင်းထိန်တွေအောင်တွေးလိုက်ရတယ်။ဆရာတစ်ပည့်နှစ်ယောက်လေးရွာတရွာဖြစ်မယ်လို့တွေးပြီးတော့ဝမ်းသာသွားတယ်။တကယ်လို့ရွာတရွာတွေးပြီဆိုရင်တော့ညာအိတ်ဖို့ခွင်တောင်းပြီးညသာပါတောင်းစားမယ်ပေါ့။ဒီလိုနဲ့သွားရင်လာရင်နဲ့ရွာလေးစီကိုရောက်သွားတယ်။ရွာလေးကစုစုပေါင်းမှာအင်ဂျီ20ကျော်လောက်ပဲရှိမဲ့ရွာသေးလေးတစ်ခုပါ။ရွာထဲဝင်လာရင်လည်းရွာတကြီးအိမ်ကိုမေးမြန်းပြီးတော့သွားလိုက်တယ်။ထူးခြားတာတခုကတော့ရွာထဲဝင်လာတဲ့ကိုနိုင်ကြီးရဲ့ခွေလီတောကျော်ကတအီနဲ့အမီးကုတ်ပြီးကနာမငြိမ်ဖြစ်နေတယ်။ကိုနိုင်ကြီးလည်းတွေ့ပြီမဲ့အမှုမဲ့အမှတ်မဲ့ပဲနေမိလိုက်တယ်။ရွာတကြီးရဲ့ရောက်တော့အကျိုးအကြောင်းအကုန်ပြောပြလိုက်တော့ရွာတကြီးကလည်းသဘောကောင်းချတယ်။သူ့အိမ်မှာပဲညာအိတ်တက်ခုနိုင်ပါတယ်တဲ့။အဲ့လိုနဲ့ခဏနေတော့ကဲမောင်ရင်တို့ထမင်းဝိုင်းပြင်ပြီးထမင်းစားအောင်ဆိုပြီးတော့အိမ်မော်တက်ကိုခေါ်သွားတယ်။ထမင်းဝိုင်းမှာအငွေ1000တောင်းနဲ့စားကြည့်စပွဲထမင်းဟင်းတွေကိုပြင်ထားတယ်။ဟင်းတွေကလည်းကြက်သားဝက်သားမေးသား9ကျော်စုံလို့ဗျာ။ခြံစည်းရိုးဟင်းညိုပူလေးတစ်ခွက်ကပါသေး။ခြံစည်းရိုးဟင်းညိုဆိုတာကမိတ်ဆွေတချို့မသိမှဆိုလို့ရှင်းပြအောင်မယ်။ခြံစည်းရိုးဟင်းညိုဆိုတာကအိမ်ဝင်းခြံစည်းရိုးမှာပေါက်နေတဲ့ဖယုံကိုယ်တကားစတဲ့အပင်တွေရဲ့အရွက်အညွန့်တွေကိုခူးပြီးတော့အရေတောက်ချက်ထားတာ။ချိုလေးနဲ့အင်မတန်မှတောက်လို့ကောင်းတယ်။ကိုနိုင်ကြီးတို့စားတောက်နေတော့မှရွာသူရွာသားတွေကစိုက်ကြည့်နေကြတော့စားရတာစိတ်မဖြောင်းလိုက်တာဗျာစားတောက်ပြီးထမင်းနဲ့ဟင်းတချို့ကိုနေဖက်ပြီးတော့ခွေးကလေးတောကျော်ရှိမှချကြည့်တော့တောကျော်ကမစားဘဲနဲ့တီးရွေ့နဲ့နောက်ဆုတ်သွားတယ်ကဲနေပလေးတွေသူစားတဲ့ချိန်စားလိုက်မယ်ဆိုပြီးတော့အဲ့နားကတိုင်တလိုင်းမှာတောကျော်ကိုကျိုးနဲ့ချီထားပြီးတော့အပေါ်တက်ကတကြီးပြင်ပေးထားတဲ့အိယာမှာဝင်လဲပြီးတော့အိတ်လိုက်ကြတယ်အဲ့နေနဲ့ပဲတောကျော်ရဲ့ဟောင်းတဲ့နဲ့အော်ဟစ်တဲ့နေကြတော့တပည့်ကျော်ကျွေးယူနှိုးပြီးတော့အောက်ထက်ကိုဆင်းကြည့်တော့ခြီထားတဲ့နေရာမှာတောကျော်ကိုမတွေ့ဘဲနဲ့ပြက်နေတဲ့ကြိုးစားနဲ့သွေးခွက်ကြီးကိုပဲတွေ့လိုက်ရတယ်အဲ့ဒါနဲ့မတင်ကားနဲ့လက်ဆွဲတော်တနက်ကိုယူပြီးတော့သွေးဆက်တွေနောက်ကိုလိုက်ခဲ့တော့ရွာလေကညောင်မင်းကြီးတပင်အောင်မှာရွာသူရွာသားတချို့ဝိုင်းဖွဲ့ပြီးထိုင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါနဲ့အသားလေးအနားကပ်ပြီးတော့သွားလိုက်တော့သူတို့ရဲ့အလဲမှာခွေးကလေးတောကျော်ကိုတွေ့လိုက်ရတယ်။တ
သူတို့တွေဝိုင်းပြီးတော့ကြိုက်ဖက်စားတော့ထားလို့ခွေးကလေးတိုးကြော်လည်းတစားစီဖြစ်နေပါပြီအဲ့ဒီအချိန်မှာကျွေးရအမလေးပြကြောင်းတဲ့တကြားអော်လိုက်တော့ရွာသူရွာသားတွေကကိုနိုင်ကြီးတို့ဘက်ကိုလှည့်ကြည့်လာတယ်ဟာသူတို့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ရဲ့ပုတ်ပွားပြီးအသားတွေပဲ့ကျနေတယ်ဗျာတတိဝင်လာတာချင်းပဲတပည့်တော်ကျွေးရေးပြေးဟာအဲ့ဒါလူအောင်ကိုကြက်တစီတွေပြေးလို့ပြောပြီးကိုနိုင်ကြီးလည်းအပြေးထွက်ခဲ့တာပေါ့ပြေးလွှိုင်းနဲ့တပည့်တော်ကျွေးနဲ့လည်းလူစုကွဲသွားတယ်ပြေးနေရရွာတွေကဟိုမထွက်နိုင်ဘူးဖြစ်နေတယ်ကြက်တစီတွေလည်းနောက်ကလိုက်နေလာဟေးမီးအောင်လိုက်ဟာငါတို့မဝသေးဘူးမင်းတို့သားကိုစားမယ်ဆိုတဲ့အတန်တွေနဲ့အတန်နဲ့ကြီးတွေနဲ့អော်ပြီးတော့လိုက်နာနေကြတယ်ကိုနိုင်ကြီးလည်းကြောက်လက်ကြားပြေးပြီးတော့တနက်နဲ့နောက်ကိုလှည့်ပြလိုက်တော့ကြက်တစီတွေပျောက်သွားတယ်ဒါပေမဲ့ခဏပါပဲပြီးတော့လမ်းကြားတွေအိမ်တွေကနေပြန်ထွက်ပြီးပြန်လိုက်လာကြတယ်ကိုနိုင်ကြီးလည်းပြေးလိုက်နောက်လှည့်ပြီးတနက်နဲ့ပြေးလိုက်ကြက်တစီတွေလည်းပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နေပေါ့အဲ့ဒီအချိန်မှာအရှိဘက်ကောင်းကင်မှာအလင်းရောင်မှိန်ပြလေးထွက်လာတာတွေ့ရတော့ကိုနိုင်ကြီးပျော်သွားတယ်ပြီးတော့ရွာထိပ်ကကိုမင်းကြီးကိုလည်းတွေ့လိုက်ရတယ်အာယုံတက်လာပြီလေမကြခင်မိုးလင်းတော့မယ်အဲ့နဲ့ကိုဘင်းကြီးစီရောက်ရင်ရွာပြင်ရောက်ပြီးလွတ်ပြီးကျွတ်ပြီလေကိုနိုင်ကြီးလည်းနောက်ဆုံးကြံနေတဲ့ကြည်တောင်းနဲ့နောက်လှည့်ပြီးပြစ်လိုက်ပြီးတော့ဘဲမှလှည့်မကြည့်တော့ဘဲနဲ့ကိုဘင်းကြီးစီကိုတဟုန်လုံးပြေးထွက်လာပြီလေအပင်ကြီးကြော်သည်ထိပြေးသွားရင်နောက်ဆုံးကိုနိုင်ကြီးအမောဆုပြီးတော့သတိလစ်ပြီးလဲကျသွားတယ်ကိုနိုင်ကြီးသတိရလာတော့လှဲသီးပေါ်ရောက်နေတာတွေ့ရတယ်ကြောက်လက်တကြားနဲ့ထထိုင်လိုက်တော့လှဲပေါ်မှာတစ်တော်ဝင်တန်းတွေကိုတွေ့လိုက်ရမှစိတ်အေးသွားတယ်ကိုနိုင်ကြီးတို့ညပြန်မလာလို့သူတို့စိတ်ပူပြီးတော့တောထဲကိုလိုက်ရှာတော့ကိုနိုင်ကြီးကိုတောထဲကကိုမင်းကြီးနာမှာသတိလစ်ပြီးလဲနေတာတွေ့လို့လှဲပေါ်တင်ခေါ်လာတာတဲ့အဲ့နဲ့တပည့်တော်သတိရတော့ဟာကျွေးကြံခဲ့ပြီးကျွေးဆိုတော့သူတို့ကဆရာအောင်မတွေ့ခင်ကျွေးကြီးကိုတောထဲမှာပြေးနေတာတွေ့လို့လှဲတစည်းနဲ့တင်ပြီးစခန်းကိုအရင်ပြန်ပို့လိုက်ပါပြီတဲ့တပည့်တော်တဆေးသွားမှလှဲပေါ်ပြန်လှဲပြီးတော့ခဏမှိန်းပြီးလိုက်လာခဲ့တယ်စခန်းရောက်ချင်းမှာပဲတပည့်တော်ကျွေးစီကိုတန်းသွားခဲ့တာပေါ့သူညကဘယ်တွေရောက်ပြီးဘာတွေဖြစ်ခဲ့လဲဆိုတာသိကျင်လို့မေးမလို့ပါဒါပေမဲ့တပည့်တော်ကျွေးစီရောက်တော့သူမဖြေနိုင်တော့ပါဘူးကျွေးရမျက်လုံးတွေလဲထွက်နေပြီးတော့ကြက်တွေတရေတွေလိုက်လာပြီကြောက်တယ်အဲ့လိုអော်ပြီးတော့ရီလိုက်ငိုလိုက်နဲ့သူသဲချီပြက်ပြီးယူနေဗျာဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနောက်ထပ်ပရာလောကဇလန်းကောင်းများကိုဆက်လက်နားဆင်လိုပါကကိုနိုင်ကြီးပြောကြရပြောမယ် channel လေးကို like and subscribe လေးနှိပ်ဖို့မမေ့ပါနဲ့နော်မနေ့ပြန်မှပြန်ဆောင်ကြမယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ